မြင်လိုက်တဲ့အခါလူအများအတွက်တော့အမိုက်ပုံထဲမှာပြစ်ထားရမယ်စွတ်ပြက်တဲ့ညွေကားအပြက်တစ်စီလိုပဲထင်ရပါလိမ့်မယ်လက်မလျှောက်နိုင်တော့တဲ့ကိုထဲတန်ကြီးတဲ့ညွေအစီပိုင်းတွေအင်ဂျင်ကတော့အသက်မရှိတော့သလိုအားလုံးကမချစ်နိုင်တော့ဘူးလို့ပြောကြတဲ့အခြေအနေပါဒါပေမဲ့သူကတော့မတူဘူးသူ့မျက်လုံးထဲမှာဒီကားဟာအဆုံးမဟုတ်သေးတဲ့အိမ်မက်တစ်ခုလိုပဲမြင်ရပါလေအစပိုင်းမှာတော့ကားကိုအစိပ်ပိုင်းတွေခွေးထုတ်ခင်းစတင်ပါတယ်မီးလောင်တန်းရတွေကြောက်ထိခိုက်ထားတဲ့အပိုင်းတွေကိုတစ်ခုချင်းစီတန့်ရှင်းပြန်လည်ပြုပြင်ရင်ကားတစ်စီးရဲ့အသက်ကိုပြန်ရှာဖွေးသလိုဖြစ်နေပါတယ်ပိုက်ကြားကစီအနံ့တန်ကိုဖြတ်တဲ့အတန်ကြီးကြားမှာသူ့လေတီးခံစိတ်ကသာအမြဲတမ်းမရက်မနာဆက်လက်လှုပ်ဆောင်နေပါတယ်အင်ဂျင်ကိုပြန်ဖွင့်တဲ့နေ့မှာတော့အားလုံးအသက်ရှူတိတ်သွားကြတယ်ခလုတ်ကိုနှိပ်လိုက်တဲ့အချိန်ဝမ်ဆိုရဲ့အသက်နဲ့အတူတေးသလိုထင်ခဲ့တဲ့ကားဟာပြန်အသက်ရှင်လာခဲ့ပါတယ်နောက်ဆုံးအဆင့်မှာကိုထေကိုအသက်ပြန်တောက်ပအောင်ဆေးတုဒီဇိုင်းကိုအနက်ရောင်အလင်းပြောင်နဲ့ပြန်လဲဖန်တီးလိုက်တဲ့အခါအရင်ကစုပ်ပြတ်တဲ့နေတဲ့ကားဆိုတာမယုံနိုင်လောက်အောင်အသက်ဆက်ဆက်လိုမျိုးထစ်သွားပါတယ်လမ်းပေါ်ကိုထွက်သွားတဲ့အချိန်မှာလူတိုင်းမျက်လုံးမချနိုင်ကြဘူးဒါကကားတစ်စီးကိုဒါမပြုတ်ပြင်ခဲ့တာမဟုတ်ပါဘူးမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတစ်ခုကိုဖြစ်နိုင်တယ်ဆိုတာပြသလိုက်တဲ့ဇက်လန်းတစ်ပုတ်ဖြစ်သွားခဲ့တာပါအဆုံးမှာသူကပြောတယ်ကားတစ်စီးကိုမျက်လုံးနဲ့မကြည့်ပါနဲ့အလားအလာနဲ့ကြည့်ပါ Black car